မိသားစုကသူ့ရဲ့ဒေါသနဲ့ဖျားဆောင်ကိုထိုးပြလိုက်တာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးရိုက်ခတ်သွားခဲ့တယ်လို့မိသားစုအကြီးအကဲတွေကလည်းချိန်ကောင်းဆောင်ရဲ့ဒေါသနဲ့ဖျားကိုမမြင်ရတာကြောက်ပြီးဖြစ်တဲ့အကြောင်းသုံးသပ်လိုက်ကြပါတယ်။ထာမိသားစုအကြီးအကဲကတော့သူ့စစ်တပ်ကြီးရှိနေတာကြောင့်ဒေါသနဲ့ဖျားမကလို့ဘာနေတေးရမယ်ကြောင်းဒေါသကြီးထားပြောလိုက်တာကြောင့်ချိန်ကောင်းဆောင်ကြီးကလည်းဒါဆိုရင်ပျော်ပျော်ကြီးလက်ခံတဲ့ကြောင်းပြန်ဆင်ခေါ်လိုက်ပါတယ်။စုပြင်ကတော့ထာမိသားစုစစ်တပ်လောက်ကိုချိန်ကောင်းဆောင်စိတ်ထဲထားဖို့မလိုပဲသူကန်တွေလက်မှာဖြစ်တဲ့အကြောင်းပြောရင်အသိမ်းဆောင်နေတဲ့ကြောင်မိသားစုစစ်တပ်ကိုရှေ့တက်လာဖို့အမိန့်ပေးလိုက်ပါတယ်။စုပြင်ရဲ့အမိန့်စကားသာဆုံးမှာတော့ထာမိသားစုစစ်တပ်တွေရုတ်တရက်တိုက်ခိုက်ခံလိုက်ရတယ်လို့ရှီခွန်းဦးဆောင်တဲ့ကြောင်မိသားစုစစ်တပ်ပြန်ပဲကွင်းပြင်မှာအသင့်နေရာယူလိုက်ကြပါတယ်။ရှီခွန်းကတော့ထုံးစံတဲ့တက်ကြွနဲ့ထန်စစ်တပ်တစ်ခုလုံးကိုတူတောင်းရင်တိုက်ခိုက်ချင်တဲ့အကြောင်းပြောလာခဲ့တယ်လို့ထာမိသားစုအကြီးအကဲကတော့အရင်တည်းကတိတ်အင်အားမကောင်းတဲ့ကြောင်စစ်တပ်ကိုထင်သေးနေခဲ့ပါတယ်။ဒါကြောင့်ပဲသူ့စစ်တပ်ကိုဘလုံးမတိုက်နိုင်တဲ့အကြောင်းတစ်ချက်ချက်သုံးသပ်လိုက်ပြီးစုပြင်ကတော့သူဘယ်လိုလဲဆိုတာမမေ့ဘူးသတိပေးလိုက်ပါတယ်။ဒီကာလတစ်လျှောက်လုံးမှာစုပြင်တယောက်ကြောင်မိသားစုစစ်တပ်ကိုကိုယ်တိုင်ကိုကြဆိုင်မှာလေ့ကျင့်ပေးထားတာဖြစ်တဲ့ပြီးနားလည်မှုဘားတန်းကိုအသုံးချပြီးစွမ်းရည်တက်ပါတင်ထားပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲကျမ်းပါတယ်ဆိုတဲ့ထန်စစ်တပ်ကိုတကောင်မဖြုတ်ချပေးဖို့ရှူခန်းဦးဆောင်တဲ့ကြောက်စစ်တပ်ကိုအမိန့်ပေးလိုက်ပြီးအားကောင်းလာတဲ့ကြောက်စစ်တပ်ကတော့လေထဲကထန်စစ်တပ်ကိုအင်အားလုံးရင်းနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်။ချက်ချင်းဆိုသူထန်မိသားစုဘက်ကခုခံချိန်တော့မရလိုက်ပဲတော်များများကြဆုံးကုန်ကြပြီ။ဒါဟုတ်တွေးလိုက်ရတဲ့အကြီးအကဲတွေကတော့စုပြင်ဦးဆောင်မှုအောက်မှာကြောက်မိသားစုကတကယ်သမားလာပြီဆိုတာလက်ခံလိုက်ကြပါတယ်။မိသားစုကြီးတွေကြားမှာဆိုရင်တော့ထံမိသားစုရဲ့လွှမ်းမိုးမှုနဲ့ဩဇာကအကြီးမားဆုံးဖြစ်ပြီးစစ်တပ်ရေးရမှာလေအားအင်နဲ့တိုက်ခိုက်နိုင်ဆောင်ကအကြီးမားဆုံးအခြေအနေပဲဖြစ်ပါတယ်။ရှောင်းရင်တော့မလွတ်တဲ့တိုက်ခိုက်မှုတွေအောက်မှာထံမိသားစုလည်းမတက်တာတဲ့အဆိုပြန်တိုက်စစ်ဆင်ဖို့ပဲဆုံးဖြတ်လိုက်ကြပြီ။ပြန်တိုက်ခိုက်လိုက်ပြီမဲ့ကြောက်စစ်တပ်ဘက်ကကာကွယ်လိုက်တဲ့အပြင်တိုက်ခိုက်မှုကလည်းမရသွားတာကြောင့်တိုက်ပွဲတစ်ဖက်သက်ဆန်လာခဲ့ရပါတယ်။မြေပြင်နဲ့ဝေဖြစ်နေတဲ့အနေအထားမှာအကာအကွယ်ပြည့်နေမြေပြင်ပေါ်ကကြောက်စစ်တပ်ကအရေးသားနေခဲ့ပြီးဒါကိုတွေးလိုက်ရတဲ့ထံကောင်းဆောင်ကလည်းသူစစ်တပ်အရေးနေပြီဆိုတာချက်ချင်းသိလိုက်ရပါတယ်။သူစစ်တပ်ရဲ့တိုက်ခိုက်မှုပုံစံကိုစုပြင်ကအလွယ်တကူချိုးပြနိုင်တဲ့အပြင်သူဘလောက်ပဲတိုက်ခိုက်နေပါစေစုပြင်ဘက်ကထိခိုက်မှုတိုးမလာတာကြောင့်အထင်နဲ့မှနဲ့သူစစ်တပ်ကအကုန်မသေးခင်ဆုတ်ခွာဖို့အမိန့်ပေးလိုက်ပါတယ်။ကျောင်းစစ်တပ်ကိုဦးဆောင်နေတဲ့ရှူကန်းကတော့ဆုတ်ခွာသွားရင်တော့တကောင်မကြအကုန်တပ်ပစ်ဖို့အမိန့်ပေးနေခဲ့ပြီးတစ်ချိန်လုံးငြိမ်နေခဲ့တဲ့ကျေကောင်းရဲ့အဖွဲ့ကတော့တင်းနေအတိအကျနေသူလေးစားရောင်းချပစ်ပေးဖို့သူတို့ရဲ့ဌာနချုပ်ကိုဆက်သွယ်လိုက်ပါတယ်။ကျေကောင်းရဲ့အဖွဲ့ရဲ့ဌာနချုပ်ကကမ္ဘာပြင်မှာရှိနေတာဖြစ်တယ်လို့တရင်ရသွားတာနဲ့တပြိုင်နက်ကြီးမားတဲ့အဝါရောင်လင်းနှန်းကြီးကကမ္ဘာမြေရဲ့လေတူးတဲ့ဖောက်ဝင်လာခဲ့ပါတယ်။ရုတ်တရက်ကျောင်းစစ်တပ်တစ်ခုလုံးကျေကောင်းရဲ့အဖွဲ့ရဲ့လေးစားရောင်းကြီးနဲ့တိုက်ခိုက်ခံလိုက်ရပြီးတန်းချင်းတန်းလောက်ရှိတဲ့အာဃာတမြောက်မျိုးစားအပူအာယုံခလက်နက်ကကျေကောင်းရဲ့အဖွဲ့ရဲ့လူတက်လက်နက်အကြီးစားပဲဖြစ်ပါတယ်။ဒီအကြောင်းကိုသိကျင်နေတဲ့ချင်းကောင်းဆောင်ကတော့ကျောင်းစစ်တပ်ကိုချက်ချင်းဆုတ်ခွာခိုင်းလိုက်တယ်လို့အခြားကောင်းဆောင်တွေကတော့ကျေကောင်းရဲ့အဖွဲ့ဘက်မှာရပ်တည်လိုက်တာမှန်တယ်ပါညာနဲ့ဖင်ကောင်းကျေကုန်ကြပါတယ်။ဒုတိယတစ်ထပ်တက်ခိုက်ခံရတဲ့အချိန်မှာတော့ကျောင်းစစ်တပ်လည်းကစကလာပြေးလွှားနေခဲ့ကြပြီ။အပူလိုက်မြောက်ရဲ့အောက်မှာအားလုံးတည်တော့မယ်လို့ထင်လိုက်ကြပါမယ်။စုပြင်ရဲ့မီးနဂါးကပဲအမြောက်ကိုတိုက်ရိုက်ခံရင်အားလုံးကိုကာကွယ်ပေးလိုက်ပါတယ်။အင်အားအကြီးဆုံးပါလို့ဆိုတဲ့အပူလိုက်မြောက်လို့အရာကိုတော့တိုက်ရိုက်ခုခံလိုက်တဲ့ပြီးပြန်ပွဲကွင်းပြင်တစ်ခုလုံးကိုအလုံးပိတ်ကာကွယ်ဖန်တီးလိုက်တာကြောင့်စုပြင်လည်းဒီတိုင်းဆိုကျေကောင်းကြီးရဲ့လက်နက်ကိုအနှဲငယ်ချီကျူးလိုက်ရင်သူ့ဘဖဲကိုထုတ်သွင်းတော့မယ်အကြောင်းပြောလိုက်ပါတယ်။အာဃာတရဲ့ဓာတ်ရပြစ်လွတ်လိုက်တဲ့အမြောက်ရဲ့အောက်မှာဘယ်စင်သားရဲမဆိုအကုန်တည်သွားမှာဖြစ်တယ်မဲ့မင်းနဂါအတီးခုခံပြလိုက်တာကြောင့်ကျေကောင်းကအဖွဲ့စည်းလက်မျက်ခုံးလွတ်ကုန်ကြပြီစိုးပြင်ကိုတာမန်ကောင်လေးလိုရှော့တက်မိတာထင်မှားသွားတဲ့အကြောင်းတွေးနေမိခဲ့ပါတယ်ဒါကြောင့်ပဲတိုက်ပွဲအတီးစဖို့ဆုံးဖြတ်လိုက်ပြီးကျေကောင်းရဲ့စစ်သူကြီးဦးဆောင်တဲ့အဖွဲ့ကတားရဲတွေကိုတပြိုင်နက်ဆင်းခေါ်လိုက်တာကြောင့်ရာပေါင်းများစွာသောအစင်ကိုတားရဲတွေရှိမှာအားလုံးလည်းဖိအားနဲ့ဘာမှမလုပ်နိုင်မကိုင်းနဲ့ဖြစ်ကုန်ကြပါတယ်စစ်သူကြီးဆိုသူကတော့သူကိုယ်တိုင်ဦးဆောင်ပြီးအားလုံးကိုတိုက်ခိုက်ကြဖို့အမိန့်ပေးလိုက်ပြီးအေးစင်းနေတဲ့စိုးပြင်ကတော့ဒီတိုက်ပွဲကိုသူနဲ့ရှောင်ဝဲလုံးပဲတိုက်ခိုက်မဲ့ကြောင်းနဲ့ဂျန်တဲ့သူတွေအားလုံးကိုတော့ကိုယ့်ကိုယ်ကာကွယ်ဖို့နဲ့ဆိုလိုရဲ့ကိုကာကွယ်ပေးဖို့ပြောလိုက်ပါတယ်။ရာနဲ့ချီတဲ့စစ်တပ်တပ်စာတားရဲတွေပြီးတစ်ဖက်ရန်သူကကျေကောင်းအဖွဲ့အစည်းဖြစ်နေတာကြောင့်တယောက်တည်းရင်ဆိုင်မဲ့စိုးပြင်ကိုအားလုံးလည်းစိတ်ပူနေကြပြီ။စိုးပြင်ကတော့တားရဲပေါင်းဆက်ခြင်းနဲ့သူတိုက်ပွဲတွေကိုဝင်ရောက်လာခဲ့ပါတယ်။ငငယ်ရွယ်နဲ့ဒိုင်နာလာစစ်ပေါင်းဆက်ခြင်းကိုလှုပ်ဆောင်နိုင်နေတာကြောင့်ကျေကောင်းအဖွဲ့အစည်းလည်းမထင်ထားတဲ့အခြေအနေကိုတွေးလိုက်ရပြီ။စစ်သူကြီးကတော့ဒိုင်နာလာဆိုရင်တော့အဆင့်တူတဲ့အကြောင်းနဲ့ကြောင်းမနေဖို့အမိန့်ပေးလိုက်ပါတယ်။ရှောင်းရဲလိုနဲ့ပေါင်းဆက်သွားတဲ့စိုးပြင်ရဲ့ပုံစံကအယိုးချောက်တွင်ပြင်ကိုကြက်သွေးရောက်ရွှေဝါတွေဖုံးလွှမ်းနေတာဖြစ်တယ်အမောင်ထုအတိနဲ့အေးဆက်တဲ့ပုံစံကတိုက်ပွဲဝင်စင်သစ်ဖြစ်နေပြီဖြစ်ပါတယ်။ခမမိုက်ပုံစံနဲ့ဓာတ်ကြောင့်ကိုဆွဲထုတ်လိုက်ရင်ဝင်လာတဲ့တားရဲတန်းကိုဓာတ်ဆက်ထဲနဲ့ဇီဝင်ချုပ်ပေးနေတာကြောင့်ကျေကောင်းကဖွဲ့ကဆရာကြီးတွေလည်းအချင်းချင်းမာနာကိုရေစားမိလိုက်ကြပါတယ်။ဒါကြောင့်မှချက်ချင်းဆိုသလိုဖွဲ့စည်းမှုပုံစံပြောင်းလိုက်ရင်ကာကွယ်ဖို့လှုပ်လိုက်ပေမဲ့မြန်ဆန်လုံးနဲ့စုပြည့်ခိုးချက်တွေကလူစုစုစီအရင်ရောက်ရှိသွားခဲ့ပါတယ်။ပိုင်းရှင်နဲ့အသက်ခံလိုက်ရတာကြောင့်ပိုင်းရှင်မဲ့သွားတဲ့တားရဲတွေပါအထင်ကိုမဲ့ကုန်ကြပြီ။ဒါကိုသိနေတဲ့စုပြင်းကတားရဲတွေကိုတိုက်ခိုက်မဲ့စားနောက်ကရတားရဲတခင်တွေကိုတမင်ပြစ်မှတ်ထားနေခဲ့တာပဲဖြစ်ပါတယ်။ကာကွယ်ဖို့အစီအစဉ်မချနိုင်ခင်စုပြင်းအမြန်နှုံးကရက်ဦးနေတာကြောင့်တိုက်ပွဲပုံရှုပ်ထွေးလာခဲ့သူတခင်မရှိတော့တဲ့တားရဲတွေကလည်းထိချုံမှုလွတ်ကုန်ကြတဲ့အခြေအနေပဲဖြစ်ပါတယ်။ချင်းမီသားစုကောင်းဆောင်ကတော့ဒိုင်နာလာတားရဲတခင်နဲ့ဘယင်းစစ်တားရဲပေါင်းစပ်မှုကိုကြည့်ရင်အားရနေခဲ့သလိုဒီချိန်တော့စုပြင်တက်ကျေကောင်းရဲ့အဖွဲ့အစည်းကိုလုံးဝအမြင့်ဖြုတ်ပြနေပြီဆိုတာကိုသိလိုက်ရပါတယ်။လက်ရှိစုပြင်ရဲ့ view ကတားရဲတခင်ကိုပြစ်မှတ်ထားနေတာကြောင့်စားချုပ်ထင်းချုပ်မှုလွတ်သွားတဲ့တားရဲတွေကအရင်ဘဝပြန်ရောက်သွားခဲ့တာဖြစ်တယ်လို့ဒီအချိန်ထဲမှာရန်သူတယောက်ထဲနဲ့ရင်ဆိုင်နေရတဲ့ကျေကောင်းရဲ့အဖွဲ့တက်ဗရမဒချင်းတွေဖြစ်လာခဲ့ပါတယ်။ချင်းတခင်လေးလည်းစုပြင်ကိုသဘောကျနေတဲ့သူ့ဖေကိုကြည့်ရင်အောင်းနေခဲ့ပြီးကျေကောင်းရဲ့အဖွဲ့အစည်းကတော့အများနဲ့တယောက်ချင်းတွေမှာစုပြင်ကိုတိုက်ခိုက်ရခက်နေတာကြောင့်အနောက်ဘက်ကဆူလင်းရွက်တို့စီဥတီလာခဲ့ပါတယ်။ဒါမှဝင်လာတဲ့မြောက်ထင်ကောင်းဆောင်နဲ့ကြောက်ကောင်းဆောင်ကပဲဥဆောင်ဟန်တာတိုက်ခိုက်နေ
မင်းတကားကလည်းသူတို့ဘက်မှာရှိနေတာကြောင့်တစ်ဖက်ရဲ့တိုက်စစ်ကလုံးမဖြစ်ပဲဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းရှီခွန်းတက်ကြောင်မိသားစုစစ်တပ်ကိုပြန်လဲဥဆောင်လာနေပြီဖြစ်တယ်အမြဲပြပြောနေတတ်တဲ့သေးသားလေးကကြောင်စစ်တပ်ကိုဥဆောင်ရင်စစ်သူကြီးတယောက်တစ်ပေါ်ရဲရဲဝံ့တိုက်ပွဲဝင်နေခဲ့ပါတယ်အမောင်စုခွေးပေါ်ရှီခွန်းရဲ့ခွန်အားကိုကြည့်စုပြင်တပည့်တွေပါခေသူမဟုတ်ဘူးဆိုတာအားလုံးကအလန့်ကြလက်ခံလိုက်ကြပြီကျဲကောင်းကဘက်ကရက်တည်နေကြတဲ့မိသားစုတွေကလည်းအရှုံးပေးခြင်းတဲ့အထိပါဖြစ်လာခဲ့ပါတယ်ဒါမှကျဲကောင်းရဲ့စစ်သူကြီးဆိုသူကတော့အေယာမတွေးဆုံးမိတ်စာတားရဲတကောင်ကိုဆင်းခေါ်လိုက်ရင်တွေးဆုံးမိတ်စာဆိုတာကအနားမှာရှိတဲ့တွေးဆောင်အားတွေကိုစုပ်ယူရင်ပုံမတမာလာတဲ့တားရဲမျိုးပဲဖြစ်ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးအစင်ကိုတားရဲတစ်ခွင်တွေပဲရှိတဲ့တိုက်ပွဲမှာတွေးဆုံးမိတ်စာရဲ့အရွယ်စားကမင်းတကားထက်တောင်ကြီးမားသွားခဲ့သလိုမဲမြင်ရလိုက်ခုတ်နေတာကြောင့်အားလုံးသတိထားရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်ဆိုပြင်ကတော့ကျဲကောင်းရဲ့စစ်သူကြီးဖင်ကောင်းကျင်နေတာတိတ်မဆန်းတဲ့အကြောင်းပြောလိုက်ရင်သူလည်းဒီလိုတိုက်ပွဲမျိုးကိုစောင့်နေတာဖြစ်တဲ့အကြောင်းနဲ့အကောင်ကြီးကြီးတေးတေးတောက်ခင်းမဆိုင်တာကြောင့်ချက်ချင်းတက်ခိုက်လိုက်ပါတယ်မိတ်ဆာလက်တီကျူချက်ပုံစံနဲ့ရွှေကြီးကခန္ဓာကိုယ်ကကျဲကောင်းရဲ့အဖွဲ့အစည်းကတော့တခါမှမြင်ဖို့တဲ့စွမ်းရည်မျိုးဖြစ်ပြီးကျမ်းမာတဲ့ဆိုတဲ့သွေးမိတ်စာကြီးကိုလက်သေးချက်နဲ့ထက်ချမ်းခွဲချလိုက်ပါတယ်တစ်ဖက်ကရံပေးရတဲ့ဒိုင်ယာကလည်းအနေနဲ့ပြန်တက်တာလာခဲ့သလိုဒီနေရာကထွက်သွားဖို့ပြင်လိုက်ပေမဲ့စုပြလှုပ်ထားတဲ့အကာအရံကဘယ်သူမှဖောက်ထွက်လို့မရနိုင်တဲ့အကာအရံပဲဖြစ်ပါတယ်အခုနဲ့ထွက်ပြေးပြီးနောက်မှပြန်လက်စားချစ်ဖို့စဉ်းစားထားခဲ့ပေမဲ့အထင်တွေကထင်ထားသလိုမဟုတ်ပဲလောင်ငယ်လိုဖြစ်နေတဲ့အကာအရံကအပြင်ဘက်ကလည်းဝင်လို့မရနိုင်သလိုအထက်ကလည်းပြန်ထွက်လို့မရတာပဲဖြစ်ပါတယ်စုပြရဲ့ဒီကြံကမျိုးနယ်လူထုကိုလည်းကာကွယ်ပြီးသားဖြစ်သလိုအထက်မှာရှိနေတဲ့ရန်သူတွေအားလုံးကိုလည်းတရားမကျန်တပ်ပစ်ဖို့တိတွေးထားတာပဲဖြစ်ပါတယ်ပြောရင်းဆိုရင်စုပြခုတ်ပိုင်းလိုက်တဲ့သွေးဆုံမိတ်စာအပိုင်းစားတွေကရန်ပေးရတော့ပြုတ်ကျသွားခဲ့သလိုတစ်ဖက်ကျဲကောင်းရဲ့အဖွဲ့အစည်းရဲ့ဌာနချုပ်တန်းမှာလည်းကျဲကောင်းအဖွဲ့အစည်းအကြီးအကဲတွေကလက်ရှိတိုက်ပွဲကြောင့်အစည်းအဝေးလုပ်နေခဲ့ကြပါတယ်။လုံတန်းမြို့လိုမျိုးငယ်လေးမှာဘေးရင်စစ်သားရဲပြီးသူတို့ကိုချင်းချောင်းနိုင်တဲ့သူတယောက်ကရှိနေတာကြောင့်တပ်ဖွဲ့တစ်ခုစာပါဆေလွတ်ပေးခဲ့ရပြီးအခုလိုလူတယောက်ကိုဖြည့်ရှင်းဖို့တပ်ဖွဲ့တစ်ဖက်စာလောက်ဒီဆေလွတ်လိုက်ရတာကြောင့်လက်ရှိချိန်တွေကထိမ့်သိမ့်နိုင်တဲ့ဆိုရင်တော့အဲ့ဒီလူကသူ့ဖွဲ့စည်းတဲ့စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ဒါမှချိန်တွေကထင်ထားသလိုမဟုတ်ပဲသူတို့အားလုံးကိုထိန်းချုပ်ထားနိုင်တယ်လို့ထင်လိုက်ပေမဲ့ဆေလွတ်လိုက်တဲ့တပ်ဖွဲ့ခေါင်းဆောင်ပြီးအားလုံးကအပြည့်စည်ပုံတွေကြားထဲမှာခေါင်းမဖော်နိုင်တဲ့အခြေအနေနဲ့တွေ့မြင်လိုက်ရပါတယ်။ခေါင်းဆောင်ကိုယ်တိုင်တော့ဖမ်းခံလိုက်ရတဲ့ပြင်တစ်ဖွဲ့လုံးလည်းစစ်စစ်ညံ့ညံ့တည်သွားတာကြောင့်အားလုံးကိုနိုင်ယူလိုက်တဲ့စူးပြင်ကိုစိတ်ဝင်စားဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မစူးပြင်အချက်လက်တွေကိုအားလုံးစီပို့ပေးလိုက်ရင်18နှစ်အရွယ်နဲ့ဖုံးအောင်ကြည်စင်ဖြစ်နေတဲ့စူးပြင်ကသူတို့တဲ့ဖေးဒီတစ်ခုလိုဖြစ်လာခဲ့ပါတယ်။တိုက်ပွဲကနေစူးပြင်ရဲ့စွမ်းကိုလေးလာချင်ပေမဲ့စူးပြင်တုံးထားတဲ့အကာအရံကြောင့်ဘာပေါ်မှကြီးမြတ်ဖြစ်နေခဲ့ပြီးအားလုံးကဖုံးဝယ်ထားတဲ့စူးပြင်ရဲ့စွမ်းကိုသိကျင်နေကြပေမဲ့ဩကရာဆိုသူကတော့စူးပြင်နောက်ွက်ကဒိုင်နာအဆင့်ကိုစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။တာမန်မျိုးလေးတစ်မျိုးကအရင်မြများဆဆမရှိတာကြောင့်ဒိုင်နာအဆင့်ที่ထိုးပေါက်နိုင်တဲ့သူများများဆဆရှိမနေပဲ။ယွန်ထန်းချကလည်းစူးပြင်အနိုင်ယူဘူးတဲ့သူဖြစ်နေတာကြောင့်စဉ်းစားစာဖြစ်လာခဲ့ပါတယ်။ဒီလိုစုံစမ်းထားတဲ့အခြေအနေရဓာတ်ကန်တောက်ဆုံးတယောက်တာစူးပြင်နင်းနေကရှိနေတာဖြစ်ပြီးဒါကလည်းဆိုင်ရှိကဓာတ်ပုံတုံပဲဖြစ်တဲ့အပြင်ဓာတ်ကန်တောက်ဆုံးကိုယ်တိုင်ကလည်းဒိုင်နာလာဆင့်တီမထိုးပေါက်နိုင်သေးတာပဲဖြစ်ပါတယ်။ဘာနောက်ကမှမရှိဘာချက်လက်မှမရှိတဲ့စူးပြင်ကိုစုံစမ်းနေုံနဲ့မပြီးသေးပဲ။လက်ရှိသူတို့လှလိုက်တဲ့တပ်ဖွဲ့ခေါင်းဆောင်ကစုမြင့်လက်ထက်ရောက်နေတာကြောင့်ဒီကိစ္စကိုဘလို့ဖြေရှင်းမလဲအရင်မေးလိုက်ကြပါနောက်တစ်ပတ်ဆယ်လို့မလားလို့မေးလိုက်ပေမဲ့ဩဂတ်ဇူဆိုသူကတော့ထပ်ဆယ်လို့မဲ့စားဒိုင်နာလာဆင့်တွေကြားကတိုက်ပွဲဆိုတာကလည်းဘလို့သေးသေးသူတို့အကျုံးမရှိတဲ့အကြောင်းထောက်ပြလိုက်ပါတယ်လက်ရှိကိစ္စမှာတိုက်ခိုက်မဲ့စားသူကိုယ်တိုင်တွားညှိနိုင်မဲ့အကြောင်းနဲ့အခြားအဖွဲ့တွေထပ်ဆယ်လို့နေရင်လည်းလုံးဝပါပြီးအဖွဲ့အစည်းတစ်ခုလုံးပြုံးသွားမဲ့အကြောင်းပြောလိုက်ပါတယ်ဒါပြလက်အောင်ငယ်သားတွေရဲ့ဆက်လက်မှန်ပါတိုက်ခိုက်မှုတွေအောင်သူတို့ဖွဲ့စည်းနာမြေပြက်လာနေတာကြောင့်တရင်တွေကိုဖုံးထားဖို့နဲ့လက်ရှိတိုက်ပွဲကိုလည်းအခြားစီစဉ်တစ်ခုပဲပေးလိုက်ဖို့အမိန့်ပေးလိုက်ပါတယ်အခြားဖွဲ့ဝင်တွေကစိုးပြင်ကိုတောင်းပန်မှလာလို့မေးလိုက်ပေမဲ့ဩဂတ်ဆိုသူကတော့စိုးပြင်လောက်ကိုစားဖွက်မနေပဲအခုချက်ချင်းဒီကိစ္စကိုသူကိုယ်တိုင်ဥဆောင်ပြီးဖြေရှင်းမဲ့အကြောင်းဒေါ်ရစီအမိန့်ပေးလိုက်ပါတယ်တိုက်ပွဲကွင်းပြင်မှာတော့ရန်ပရရဲ့တိတ်ဆုံးသွားခဲ့ပြီဖြစ်လို့အားလုံးရဲ့ပျက်စီးတွေကြားမှာအေးစစ်ထိုင်နေတဲ့စိုးပြင်ကိုတော့အာဃာတရင်3ဆင်းနဲ့ကျေကောင်းကဖွဲ့စည်းတဲ့ဩဂတ်ဇူဆိုသူရောက်လာခဲ့ပါတယ်ရောက်ချင်းကြောင်မိသားစုတပ်သားတွေကဝိုင်းရန်လိုက်ပေမဲ့ဩဂတ်ဇူဆိုသူကတော့အားလုံးကိုဟင်းရောက်တဲ့ချက်နဲ့ဖိနှိပ်လိုက်ပြီးသူဒီနေရာကိုရောက်လာတာညီနိုင်ဖို့ဖြစ်တဲ့အကြောင်းသိပေးလိုက်ပါတယ်။တွားကျုံနေတဲ့ကျေကောင်းရဲ့စစ်သူကြီးအပြင်ထံမိသားစု၊မူမိသားစု၊ရဲမိသားစုနဲ့ရွဲမိသားစုခေါင်းဆောင်တွေကတော့စိုးပြည့်လက်အောက်မှာအချုံတော်ခံထားတာဖြစ်သူတို့ဥက္ကဋ္ဌကိုမြင်လိုက်ရတဲ့စစ်သူကြီးလေသူတို့ကိုကယ်တင်ဘက်ကူညီလမ်းတောင်းလိုက်ပါတယ်။စိုးပြည့်ဘက်ကနိုင်ရထားတဲ့ချင်းမိသားစုနဲ့ကြောင်မိသားစုကတော့အားလုံးကိုစကားမပြောဖို့ဗဇက်ပိတ်ခိုင်းထားလိုက်ပြီးကျေကောင်းအဖွဲ့အစည်းကလူတွေကတော့ဘာချင်းတွေရှိလဲလို့ပြန်မေးလိုက်ပါတယ်။လာတောင်းမှနဲ့စိုးပြည့်မဲ့လေတန်ကတော့တပြားမှမလျှော့ပဲ။သူ့လက်ကလူတွေရိုင်းဆိုင်ခဲ့တယ်ဆိုရင်တော့စိုးပြည့်ဘက်ကိုစိတ်လျှော့ပေးမလားလို့ထက်စီးလေတန်းနဲ့မေးလိုက်ပါတယ်။ဒါကအောက်တိနေတဲ့မဟုတ်မကရွှေပန်းကတော့တောက်အဖိုးကြီးတွေမောက်မာနေတာစမ်းမမလျှော့ပဲ။လာတောင်းမှနေတာကတောက်ချုံမပြေတဲ့အကြောင်းထပြောလိုက်ပါတယ်။တကယ်တော့ဒီတိုက်ပွဲမှာစိုးပြင်းတပ်ပဲတိုက်ခိုက်ခဲ့တာကိုဩဂတ်ဇူဆိုသူကမသိသေးပဲ။နောက်ကဓာတ်ကန်တောက်ဆုံးတာမမဟုတ်ယွန်ထန်းချကကူညီပေးတယ်လို့ထင်နေတာပဲဖြစ်သွားတယ်။ဒါကြောင့်ပဲသူရှိကစိုးပြင်းကိုတာမန်ကောင်လေးလို့ထင်နေတာဖြစ်တယ်လို့အခုစိုးပြင်းကသူတို့စစ်သူကြီးနဲ့ခေါင်းဆောင်တွေကိုလှုပ်ပေးလိုက်ရင်စိုးပြင်းအသက်ကိုချမ်းသာပေးမဲ့အကြောင်းနဲ့တောက်ကျုံနဲ့တောင်းပန်နေနဲ့ချင်းချောက်လိုက်ပါတယ်။မိတ်ဆွေမဖြစ်ချင်တဲ့အကြောင်းဘိုးတော်ကြီးစကားကိုချက်ချင်းညင်းလိုက်တာကြောင့်စိတ်မရှိတဲ့ကျေကောင်းရဲ့ဥက္ကဋ္ဌလည်းသူ့ကိုယ်သူဒိုင်နာလာဆင့်ကတော့အိုးနှွေးရတဲ့အကြောင်းကြေညာဝင်လိုက်ပါတယ်။ဥက္ကဋ္ဌရဲ့ကြေညာကိုနောက်မြောက်ကဝင်ထောက်ကပေးနေတာကြောင့်စိုးပြလည်းအဲ့လောက်တော့ကိုယ့်ကိုယုံကြည်မှုရှိနေသူနဲ့လောင်းကျစ်ထပ်ကြည့်ဖို့စိန်ခေါ်လိုက်ပါတယ်။အောက်ကကျေကောင်းရဲ့အဖွဲ့အစည်းရဲ့တပ်ဖက်ခေါင်းဆောင်ကတော့ဥက္ကဋ္ဌစုကိုတတိပေးချင်တာကြောင့်ဝူဝါဝါဖြစ်နေခဲ့ပြီးဒါကိုတွေးလိုက်ရတဲ့ဥက္ကဋ္ဌဖြစ်သူကတော့အချင်းတွေကိုနားမလဲပဲခဏဆောင်ကယ်ပေးမယ်ဘာညာနဲ့ပြန်ပြောလိုက်ပါတယ်။စိုးပြကတော့သူစိန်ခေါ်တာလက်ခံတယ်ဆိုရင်သူတိုက်ခိုက်မဲ့3စက္ကန့်ကိုတောင်းခံဖို့နဲ့တောင်းခံနိုင်ရင်အားလုံးကိုလှုပ်ပေးမယ်ကြောင်းရှင်းပြလိုက်ပါတယ်။
မလုံနိုင်ရင်တော့ကြေကောင်းကအဖွဲစီကသူ့ကိုရှုံးပေးရမယ်ကြောင့်ပြောလာခဲ့ပြီဒါကိုကြားလိုက်ရတဲ့ဥက္ကဋ္ဌစုကတော့တာမန်ဖောဟောက်ကြီးစစ်ကလေးတယောက်ကသူ့ကိုဟာတာတွေလာပြောမနေဘူးပြန်ပြောလိုက်ပါတယ်အောက်ကတပ်ဖက်ခေါင်းဆောင်ကတော့သူ့ဥက္ကဋ္ဌကိုလက်မခံဖို့တတိပေးတယ်မယ်ပါစားပိတ်ခံထားရတာကြောင့်ဘာမှပြောမရဆိုမြဖြစ်နေခဲ့တာသူတို့နဲ့တိုက်ခိုက်ခဲ့တဲ့စူးပြင်ကဒိုင်နိုင်လာအဆင့်သက်ကြော်လွန်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မစူးပြင်ကိုခလီကလာထင်နေတဲ့ဥက္ကဋ္ဌစုကတော့စူးပြင်စင်ခေါ်တာကိုလက်ခံလိုက်ပြီးသူ့ရဲ့ထိတ်တန်းစင်ငကားသားရဲတွေကိုခုခံရေးအတွက်ဆင့်ခေါ်လိုက်ပါတယ်အစင်ကိုတွေးလိုက်စစ်ငကားသားရဲတွေရှေ့မှာတုံလို့တဲ့ပုံမပေါ်တဲ့စူးပြင်ကိုကြည့်ရင်ဘိုးတော်ကြီးလည်းအနေငယ်အောင်အောင်သွားခဲ့သလိုအေးစိမ့်နေတဲ့စူးပြင်ကတော့သူ့ရဲ့ရှောင်းဝဲလုံးလေးကိုပဲဆင့်ခေါ်လိုက်ပါတယ်ကြွားလုံးထုတ်နေကမှသူ့ကိုတောက်ခွေးမဆိုင်တဲ့စူးပြင်ကိုကြည့်ဥက္ကဋ္ဌစုကတော့အတော်လေးဒေါသထွက်လာခဲ့သလိုလုံခဲ့တဲ့ခဏနဲ့လောက်ကတန်တန်မာမာပုံစံကိုချပြလိုက်အခုလိုငယ်ရွယ်သွားတဲ့ကျင့်စဉ်ကတားမြစ်ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်ငကိုရှိရင်ဆွအသက်ထက်ပြန်ငယ်ရွယ်တန်မာသွားတဲ့ဥက္ကဋ္ဌစုကိုကြည့်သူ့တပည့်တွေလည်းတကယ်သူတို့ဆရာအတီးကြီးချတော့မယ်ဆိုတာတီးလိုက်ကြသလိုတပ်ဖက်ခေါင်းဆောင်ကတော့တားကျင်ပေမဲ့ဘာမှပြောမရပဲဝူဝါးဝါဖြစ်နေခဲ့ပါတယ်စူးပြင်ကတော့ဘိုးတော်ကြီးဘက်ကအတီးတွေချင်းအတီးဖြစ်စေရမယ်ကြောင့်ပြောလိုက်ရင်တားရဲ့ပေါင်းဆက်ခြင်းကိုတုံးလိုက်သူပေါင်းဆက်ဖို့အများကြီးရှိနေတဲ့ရှောင်းဟင်းလုံးရဲ့ပုံစံမှာရွေးချယ်ခက်နေခဲ့ပါတယ်ဒါကြောင့်ပဲသူတခါမှမစမ်းကြည့်ဘူးတဲ့တားရဲ့ဝိရဲ့ပေါင်းဆက်ခြင်းကိုရွေးချယ်လိုက်ပြီးဒီပေါင်းဆက်မှုကစွန့်ရင်ကိုစတိုးစေတယ်ပြီးကိုပေါင်းဆက်လိုက်တဲ့အခြားတားရဲ့တိုက်ပွဲစွမ်းကိုပါရစေမှာပဲဖြစ်ပါတယ်ပေါင်းဆက်ခြင်းမှာရှောင်းဟဲလုံးပြင်နောက်တားရဲ့တကောင်ဖြစ်မင်းငကားတားရဲ့ကိုရွေးချယ်လိုက်တာကြောင့်ငကားချင်းကုန်နဲ့ဖုံးလန်းသွားတဲ့စူးပြင်ကအနီအောင်ငကားတကောင်ရဲ့အတွင်ဖြစ်သွားခဲ့ပါတယ်ဒိုင်နိုင်လာပထမဆင့်မှာတော့ဒါမျိုးပေါင်းဆက်လို့မရပဲလက်ရှိစူးပြင်သုံးနေတဲ့စွမ်းကိုကြည့်စူးပြင်ရဲ့အဆင့်ကဒိုင်နိုင်လာဒုတိယအဆင့်နတ်တိဘုံအဆင့်ထိထိုးပေါက်နိုင်နေပြီဆိုတော့သိလိုက်ကြပါတယ်တကယ်တမ်းတာမန်ကျင့်စဉ်တွေမှာကဘာအဆင့်ညာအဆင့်တတ်မှတ်ထားရင်တစ်ဆင့်ပြီးတစ်ဆင့်အဆင့်တင်ကြတာဖြစ်သူတာမန်လမ်းစဉ်ကနေတွေးဖယ်နေတဲ့စူးပြင်ကတော့အာနာရဲ့အကူအညီပြီးစနေရဲ့ဖြစ်တည်မှုတွေကြောင့်ခံမမရတဲ့အခြေအနေထိရောက်နေခဲ့တာပဲဖြစ်ပါတယ်စိန်ခေါ်မှုတဲ့စူးပြင်ရဲ့တိုက်ခိုက်မှုကိုဥက္ကဋ္ဌစုဘက်ကငကားငါးကောင်အကာအကွယ်နဲ့အရင်ဆုံးခုခံလိုက်တယ်လို့စိန်ခေါ်တာကိုလက်ခံပြီးကမှသူကိုယ်တိုင်နဲ့စူးပြင်စွမ်းအဆင့်အောင်ခံမမိလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့အခြေအနေကအခုမှကြောက်ပါပြီးအော်လို့ရတဲ့အခြေအနေဟုတ်မနေပဲစူးပြင်ရဲ့မိစ္ဆာဖိနေလက်တီးကအကာယံတွေကိုတစ်ဆင့်ပြီးစစ်ထိုးပေါက်လာခဲ့တယ်လို့ဘိုးတော်ကြီးရဲ့တားရဲငကားတွေလည်းအကုန်ငွေးပြန်သွားခဲ့ပါတယ်အဆုံးသတ်မှာတော့အသက်ကြီးကမှကိုပြဿနာကိုလာရှာတဲ့ဘိုးတော်ကြီးလည်းဖိနေမှုတန်ကြောင့်မြေပြင်ပေါ်ပြပြပွက်သွားခဲ့တယ်လို့ဒီတက်ထပ်တိုးလာရင်လည်းတေတော့မှဖြစ်နေတာကြောင့်အရှုံးပေးတဲ့ကြောင့်စူးပြင်ကိုလှမ်းပြောလိုက်ပါတယ်ငကိုရဲတတ်ဖို့အစီအမရှိတဲ့စူးပြင်လည်းချက်ချင်းတိုက်ခိုက်မှုကိုရတမ်းပေးလိုက်ရင်သူတစ်စက္ကန့်တွင်အနိုင်ရသွားတဲ့ကြောင့်စိတ်ပိုင်ထက်ဆန်းကြီးအောင်မလားလို့မေးလိုက်ပါတယ်တိုက်ခိုက်ဖို့မပြောနဲ့ခုခိုက်ရင်းနဲ့တော့တင်းမလို့ဖြစ်နေတဲ့ဘိုးတော်ကြီးလည်းအသေးကငင်းလိုက်ရင်စူးပြင်ကိုလည်းလက်ရှိကြေကောင်းကအဖွဲစီအကြီးကဲဖြစ်တဲ့ကြောင့်ကြွညာပေးလိုက်ပါတယ်အခုမှခေါင်းဆောင်တွေလည်းတပင်းချနိုင်တဲ့အခြေအနေဖြစ်သွားခဲ့တယ်လို့မကြားခင်မှာတော့တားရဲလက်ရဲ့ချန်ပီယံကစူးလရဲဆိုတာအင်တာနက်မှာပြန့်နှံ့လာခဲ့ပါတယ်တပြိုင်နက်စူးပြင်ဆိုင်ကလည်းနာမည်ကြီးလာခဲ့တယ်လို့ဆိုင်မှာဝန်ဆောင်မှုယူရင်အာနာနဲ့ထမမလေးကိုလာကြောင်တဲ့ကောင်တွေကလည်းပုံများလာခဲ့ပါတယ်။ဖောက်တဲ့အများကြီးထဲကမှထမမလေးလည်းအဖေဖြစ်သူကိုတွေးလိုက်ရတာကြောင့်ရုပ်သက်အောင်သွားခဲ့ပြီးရန်အားတဲ့အဖေကသူ့ကိုလာခဲ့တယ်လို့ထင်သွားခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကသူ့ကိုမြင်တော့လှည့်လို့ရှူသွားတာကြောင့်ရန်အားလည်းစဉ်းစားမြဖြစ်သွားခဲ့ပြီးအခြားကောင်းဆောင်တွေကိုပါတွေးလိုက်ရတဲ့အခြေအနေမှာအားလုံးပေါင်းအင်အားနဲ့စူးပြင်ကိုဖြုတ်ချဖို့ပြင်နေတယ်လို့ထင်သွားခဲ့ပါတယ်။စူးပြင်ပြုတ်တော့မဲ့အထင်နဲ့ကာစတမာတွေကိုလက်တွေပါပေးခံနေတဲ့ရန်ကိုကြည့်အာနာကြထူးဆန်းနေခဲ့တယ်လို့ရန်အားကတော့သူ့ဖေကမိသားစုကြီးတွေကိုစုစည်းရင်သူ့ကိုကယ်တင်မှဖြစ်တဲ့အကြောင်းနဲ့သူလွတ်မြောက်သွားတော့မဲ့အကြောင်းပြောရင်ပျော်နေခဲ့ပါတယ်။သူသာလွတ်မြောက်သွားရင်အာနာကိုပါလှုပ်ပေးမဲ့အကြောင်းပြောလာခဲ့ပြီးသူ့တွင်းနဲ့သူပျော်နေတော့အချိန်ချလာတာတော့ဘာမှမထူးခြားနေတဲ့အခြေအနေကိုသတိထားမိသွားခဲ့ပါတယ်။ဒါကြောင့်မစူးပြင်တို့ရှိနေတဲ့အခန်းကိုတွားချောင်းကြည့်မိလိုက်ပြီးအထဲမှာတော့သူတို့ထံမိသားစုရဲ့ရှိုးဝဲကျင်တာဖြစ်တဲ့ရှွမ်းလုံးဝစားတဲ့ဝန်းနေတဲ့စူးပြင်ကိုတွေ့မြင်လိုက်ရပါတယ်။မိသားစုကျင်တာသူ့ဖေကဘာကြောင့်ပေးလိုက်လဲစဉ်းစားမြဖြစ်နေလို့စပွဲဖြစ်ကျင်တာတွေလည်းရှိနေတာဖြစ်တယ်။ရုပ်တဲ့အပြင်ကချောင်းကြည့်နေတဲ့ဂျန်ကိုကျေကောင်းမဲ့အုတ်တာကဆွဲယူလိုက်ပါတယ်။ခိုးကြောင်ခိုးပွဲလုံနေတဲ့ဂျန်ကိုမတမာသူတို့ထင်သွားခဲ့ပေမဲ့စူးပြင်ကပဲသူ့လူဖြစ်တဲ့အကြောင်းဝင်ပြေရှင်းပေးလိုက်ပြီးသူလည်းရေးစားတာကြောင့်ဧည့်သည်တွေကိုပါတခါတည်းအဲကန်လိုက်ပြီးရန်ကိုပြောလိုက်ပါတယ်။စူးပြင်ရဲ့လူကိုတွားထိမိတယ်လို့ထင်သွားတဲ့ကျေကောင်းရဲ့အုတ်တာလေစူးပြင်စစ်ချိုးသွားမှာကိုစိုးရိမ်နေသူရန်ကိုလည်းသူ့ကြောင့်ထိခိုက်မိသွားရင်တောင်းမှတဲ့အကြောင်းနဲ့စူးပြင်ကိုပြန်မတိုင်ဘူးတွားဖြောင်းဖြနေခဲ့ပါတယ်။ရန်ကတော့အခုဒီသူ့ဖေခေါ်လာတယ်လို့ထင်နေတဲ့လူတွေကစူးပြင်ကိုအရန်ယိုတင်နေတာကြောင့်နားမလည်နိုင်ဖြစ်နေခဲ့ပြီအခုလိုကျေစွာအစင်းကုန်းနဲ့ဘိုးတော်ကြီးကပါအရန်နှိမ့်ချနေတာကြောင့်စဉ်းစားများကြောင်တောင်တွေဖြစ်နေခဲ့ပါတယ်ဒီကြားတဲ့အခြားမိသားစုခေါင်းဆောင်တွေကပါထံမိသားစုကသူတို့သမီးဖြစ်သူကိုစူးပြင်စီမှာရှိုးဝက်လေ့ကျင့်ပေးနေတယ်လို့အထင်လဲသွားခဲ့တာကြောင့်ထံခေါင်းဆောင်လည်းစူးပြင်ကဖန်ခေါ်ထားတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ရပြန်ပါတယ်ဒါပေမဲ့ဘယ်သူမှထံခေါင်းဆောင်စကားကိုမယုံပဲလက်ရှိထံမမလေးရဲ့ကျဲစွမ်းကအများကြီးတိုးတက်နေတဲ့အပြင်ကျင်းချမှုကလည်းအရင်ကတည်းကပိုတိုးလာတာကြောင့်အခြားခေါင်းဆောင်တွေအမြင်မှာမယုံနိုင်စရာဖြစ်နေတာပဲဖြစ်ပါတယ်ထံခေါင်းဆောင်ကသူပို့ထားတဲ့သူ့သမီးကိုအခုလိုပြန်လာပါမလားလို့ထပ်ပြောလိုက်ပေမဲ့ဘယ်သူမှမယုံနိုင်ကြပဲဘာမှနားမလဲတဲ့ရန်ကလည်းသူ့ဖေကိုစစ်တပ်ပြင်ပြီးပြီလားလှုပ်ရှားဖို့အစင်သစ်ဖြစ်ပြီလားဘာညာနဲ့ထမင်းနေခဲ့ပြန်ပါတယ်စိတ်မရှိတော့တဲ့ထံခေါင်းဆောင်လည်းသူ့သမီးကိုဘာတွေပြောနေတာလဲပြန်မေးလိုက်ရင်သူ့ကိုလာခဲ့တာလို့ထင်နေတဲ့သမီးဖြစ်သူကြောင့်စိတ်ဓာတ်ပါကျသွားခဲ့သူရန်ကိုလည်းစူးပြင်စီမှာအလုပ်ကြိုးစားဖို့ပြောလိုက်ပါတယ်လက်ရှိမိသားစုကြီးတွေအားလုံးကစူးပြင်လက်အောက်ကနေဖြစ်သွားပြီဖြစ်တဲ့အကြောင်းနဲ့အနာဂတ်မှာအာဏာပြန်ရမရကလည်းရန်အပေါ်မူတည်နေတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုပြောကမှအခြားမိသားစုတွေလည်းစူးပြင်ကို
သူ့အိမ်ကလူယူငါအိမ်ကလူယူနဲ့ရှုပ်ကုန်ကြပြီနားကြီးလာတဲ့စူးပြင်ကပဲအခုဘယ်သူမှမလိုတဲ့အကြောင်းနဲ့ဆိုင်မှာလည်းဝန်ထမ်းတွေလုံလောက်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်လူမပေးရရင်မြေပေးမယ်ဆွလို့နေကြတာကြောင့်ဆိုင်ခွဲဖွင့်ဖို့အကြံရသွားတဲ့စူးပြင်လည်းတက်ဆိုင်ရာနေရာတွေမှာမိသားစုတွေတခင်လေးတခင်မလေးတွေကိုတောင်းခွဲပေးပြီးဆိုင်ခွဲတွေစဖွင့်မဲ့အကြောင်းနဲ့အလုံးလောက်တာတော့ရင်လက်ရှိရအောင်လို့အရာသူတိုးပေးမဲ့အကြောင်းပြောလိုက်ပါတယ်အလုံးမလို့ပဲသူ့ကိုပုံကံမှုစူးစမ်းမယ်ဆိုရင်တော့အားလုံးရဲ့အသက်ကသူ့လက်ထက်မှာဖြစ်တဲ့အကြောင်းသတိပေးလိုက်ပြီးစူးပြင်ဆိုရင်အော်တိုကြောင့်နေတဲ့မိသားစုကြီးတွေကတော့ချက်ချင်းသဘောတူပေးလိုက်ကြပါတယ်အားလုံးပြီးသွားတဲ့အချိန်မှာတော့စူးပြင်တောင်ဆိုင်ခွဲတွေဖွင့်မဲ့အကြောင်းစနစ်ကိုတည်ပေးလိုက်ပြီးစနစ်ရဲ့ချိတ်ဆက်မှုအရဆိုင်ခွဲတွေနဲ့ပင်မဆိုင်ကအလွယ်တကူတည်ပို့ဆောင်နိုင်မှာဖြစ်ပါတယ်ကုန်ပစ္စည်းတွေပြင်ပို့ဆောင်ရဲ့အတွက်ပါဆင်ပြေနေတာကြောင့်စူးပြင်လည်းဆိုင်ခွဲတွေချက်ချင်းဖွင့်ဖို့ဆုံးဖြတ်လိုက်ဆိုင်ကိစ္စတွေအပြီးမှာတော့စူးပြင်စီနှကားမွေနဲ့စီကစားဆောင်ဝင်လာခဲ့ပါတယ်စူးပြင်ရဲ့ဆိုင်တစ်ကနေနေမြေတစ်စီမှာချက်ချင်းပေါ်လာတာဖြစ်တယ်ပင်မဆိုင်လိုဝန်ထမ်းတွေတဲ့ကျင့်ကြံမှုမရှိသေးပေမဲ့တားရဲချင်းချံဖို့တော့ပင်မဆိုင်ကိုတယ်လီပို့စနစ်နဲ့ပို့ဆောင်ပေးနိုင်တာကြောင့်ချက်ချင်းလုံးဖြစ်တဲ့ချင်းတွေပဲဖြစ်ပါကျန်တဲ့အိတ်ဆောင်အစားထိုးလောင်းချင်းစတဲ့အပိုင်းတွေကိုတော့စနစ်ကလိုလက်စီမံပေးထားတာကြောင့်အားလုံးမျက်နှာလွဲလို့ရတဲ့အခြေအနေမှာရှိုးဘက်ပုံပိတ်ကတူသွားရမယ့်ကြောင့်ပြောရင်ထွက်လာခဲ့လိုက်ပါတယ်အပြင်ဘက်မှာတော့ရှီခွန်းဆူးလွရွက်နဲ့အာနာကအတင်းဆောင်နေကြတာဖြစ်သလိုအပြင်ဘက်ရောက်လာတဲ့စူးပြင်ကတော့သူခရီးဝဲထွက်ရမယ့်အကြောင်းနဲ့ဆူးလွရွက်တို့ကိုလည်းတားမြစ်နေမြစီကျင်းတံမှုတွားရင်သေးလားလို့မေးလိုက်ပါတယ်ရှီခွန်းကတော့သူဒီတိုင်းလေးရကြည့်ပေမဲ့တိတ်တိုးတက်မလာတာကြောင့်တားမြစ်နေမြစီထပ်တွားခြင်းတဲ့ကြောင့်တက်တက်ကြွကြွပြောလာခဲ့သလိုဆူးလွရွက်ကလည်းတွားခြင်းတဲ့ကြောင့်ပြောလာတာကြောင့်တားရဲလိုက်ပြီးသူ့တစ်ပတ်လေးတွေရင်းကျက်လာတဲ့ကြောင့်စူးပြင်တော့တွေးလိုက်မိပါတယ်ဆူးလွရက်ကတော့ဖိုင်နယ်ပွဲမှာသူ့ကိုရှောင်းလုံးတာမရှိသူရှုံးမိဖြစ်တဲ့ကြောင့်တွေးရင်အားငယ်နေတာကြောင့်ဆူးလွရက်ရှင်ပြန်ခဲ့ရတာကပြန်ပွဲတစ်ခုမဟုတ်ပဲကျေကောင်းကအဖွက်နဲ့သူတို့ရဲ့နောက်ကအင်အားပြတဲ့အခြေအနေဖြစ်တဲ့အကြောင်းပြောရင်ညီမဖြစ်သူကိုအားပေးလိုက်ပါတယ်ဆူးလွရက်ကတော့သူ့စွမ်းသူတန်တဲ့ရဝင်နေပေမဲ့စူးပြင်ကတော့သူတို့ကိုအကျွမ်းမဲ့ယုံတဲ့ကြောင့်ပြောရင်ရှိုးကရင်နာတစ်ခုကိုထုတ်ပေးလိုက်ပါတယ်တခုကအရင်ကစူးပြင်ဝုတ်ခဲ့တဲ့ရေကာကိုဝတ်ဆောင်ဖြစ်သူဒီဝတ်ဆောင်ကိုတော့ညီမဖြစ်သူကိုပေးလိုက်ရင်စေဝူရင်အားနေတဲ့ရှူကန်းကိုတော့သူချင်းကရှမ်းရတစ်ပင်နဲ့သူဂျူလာခဲ့တဲ့ဝတ်ရမေကိုပေးလိုက်ပါတယ်ရှိုးကရင်နာရှိတယ်ဆိုရင်တော့အမြဲလိုကိုပိုင်ချင်းစင်ကိုပဲမိကိုဘို့တခါတည်းဆုံးမလိုက်ရင်သူမရှိတဲ့အချိန်ဆိုင်ခွဲရောက်ပင်မဆိုင်ကတားရဲတွေကိုပါတောင်းယူပေးဖို့အာနာကိုပြောလိုက်ပါတယ်မိသားစုကြီးကလူတွေကိုလည်းအလုပ်တေချာခိုင်းဖို့နဲ့အပြင်းထူနေတခါတည်းပြစ်ပေးလို့ရတဲ့ကြောင့်မှားလိုက်ပြီးအာနာကိုလည်းလက်ရှိဆိုင်ရဲ့လုံပိုင်ခွင့်တွေအားလုံးခွင့်ပြုပေးထားတာဖြစ်တဲ့ကြောင့်ပြောလိုက်ပါတယ်တားမြင့်နေမြေမှာတော့ရှေ့ဆောင်ရေချမ်းခေါင်းဆောင်တဲ့အဖွက်ကအစင်ကိုဘတားရဲကြီးကိုအမဲဖြတ်နေကြတာဖြစ်တယ်လို့ဆိုပြင်းတို့ရောက်လာတဲ့အချိန်မှာတော့ရဲချမ်းကဝမ်းသာအားရနှုတ်ဆက်လိုက်ပါတယ်မတွေ့ရတာကြာပြီဖြစ်တဲ့ကပတိန်ရဲချမ်းကိုဆိုလွန်ရဲတို့နှစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်ပြီးရဲချမ်းကောင်းဆောင်တဲ့အဖွက်ထဲမှာသူတို့အလုပ်လုပ်ရမှာဖြစ်တဲ့ကြောင့်တခါတည်းပြောပြလိုက်ပါတယ်ရှီခွန်းတို့ကတော့လူသစ်တွေကိုတေချာလေ့ကျင့်ပေးတယ်ဆိုတော့ရဲချမ်းတို့ဘက်ကိုအထင်ကြီးနေခဲ့ပြီးရဲချမ်းကတော့သူ့ကိုတိတ်ထင်မကြီးဖို့နဲ့နောက်ဆုံးတိုက်ပွဲမှာတော့သူတို့ကစူးပြင်ကိုမိကိုခဲ့ရတဲ့ကြောင့်ပြန်ပြောလိုက်ပါတယ်အခုလည်းစူးပြင်စီစဉ်ပေးထားတာကြောင့်ချက်ချက်ပေါ့ရင်ဖြစ်လက်ခံပေးလိုက်ပြီးအရင်ဆုံးဖွက်နဲ့တီးအောင်မိတ်ဆက်ပေးလိုက်ကြပါတယ်မတွေ့ရချာနေတဲ့စူးပြင်ကတော့ကောင်းဆောင်ရဲ့သမီးစင်ပြေလာလို့အရင်ဆုံးမေးလိုက်တယ်လို့ရွှမ်းရွတတီကြောင့်ကြားမရေးကတော့တမန်ဘွားလေးစီပြန်ခေါ်ဆောင်လာနိုင်ခဲ့ပေမဲ့အားခဲ့ဆုံးသွားတဲ့အချိန်တွေမှာစိတ်တရားတွေကိုပြန်ကူစားဖို့အချိန်လိုနေသေးတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ရဲချမ်းကတော့သူတို့အားလုံးစုပြင်ကိုကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပြီးရုပ်တဲ့စုပြင်ကနောက်မှတွေ့မယ်ကြောင့်ပြောရင်နှုတ်ဆက်လိုက်တာကြောင့်ရဲချမ်းလည်းအလုံးမကြီးရင်ထမဲသူစားသွားဖို့ပြောလိုက်ပါတယ်။စုပြင်ကနောက်တစ်ချိန်မှမဟုတ်လို့ပြန်ပြောလိုက်ရင်ဆွေးနွေးရတဲ့ကိုရဲချမ်းလက်အပ်ကထွက်သွားခဲ့သလိုတကယ်တော့စုပြင်ရဲ့စိတ်ထဲမှာသူသားရင်ကပိုတမ်းမာခဲ့ရင်ခေါင်းဆောင်တင်မှာမဟုတ်ဘူးဆိုတဲ့စိတ်ကခုထိယူကျုံးမြလွှမ်းမိုးနေစေဖြစ်ပါတယ်။ဒါကြောင့်မရွှေရောငကားမွေတွေကိုသူရကိုရမှာဖြစ်မဲ့ကြောင့်ရှုံးဆက်လိုက်ရင်တစ်ပတ်ငကားမွေနဲ့ဝင်ပေါက်မှာတော့မပြန်တမ်းရဆုံးဖြစ်တတ်မှတ်ထားသလိုဖုံးဟောက်ကြီးစင့်တွေကလုံချုံရဲပြင်းနဲ့စောင်းတတ်နေတာပဲဖြစ်ပါတယ်။ရှိုးဝက်ပုံကိုလည်းပိတ်လိုက်ပြီးဖြစ်တဲ့ကြောင့်ကျင်းညာထားသလိုအားလုံးကလည်းအထက်ဝင်များတဲ့အချိန်တွေမှာအမွေနဲ့ကိုဘယ်သူရသွားမလဲစိတ်ဝင်စားနေကြကြပါတယ်အားလုံးကယုံသခင်ကြီးရဲ့မြေရွှမ်းလင်လူကြသွားမှာပဲလို့ထင်နေကြရဖြစ်တယ်အဲ့ဒီနေရာကိုတော့စုပြင်တော့ပြန်တိုင်းရောက်လာခဲ့ပါတယ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖုံးဟောက်ကြီးစိန်ရောက်နေတဲ့စုပြင်ကိုအားလုံးကအံ့ဩနေကြကြပြီးပထမအမွေနဲ့ကိုမိသားစုလက်ကနေယူသွားတဲ့လူငယ်လေးဆိုတော့ချက်ချင်းသိလိုက်ကြပါတယ်အဆောင်တွေကတော့ရှိုးဝက်ပုံပိတ်ပြီးဖြစ်တဲ့အကြောင်းစုပြင်ကိုတီးပေးရင်ဟန်တားလိုက်ပြီးဖြူမဆိုင်တဲ့စုပြင်ကတော့ဘုံကပိတ်သွားတာလားတရားရောက်ကြောင်ပိတ်လိုက်ရတာလားလို့ပဲပြန်မေးလိုက်ပါတယ်တဲမခနိုင်တဲ့အဆောင်တွေကတော့ယွန်းတခင်ကြီးကိုမစော်ကားဘူးစုပြင်ကိုတတိပေးလိုက်ပြီးသူတို့မြန်မာစုပြင်ကတမန်စင်ကိုစွမ်းအားနဲ့လူငယ်လေးလို့ပဲထင်နေတာပဲဖြစ်ပါတယ်ဒါကြောင့်ပဲစုပြင်ကကျေကောင်းကဖွဲ့စည်းအဆောင်တွေရဲ့ခေါင်းပေါ်တက်တဲ့ချိန်ပြလိုက်တာကြောင့်အဆောင်တွေလည်းဇောချေပြန်ကုန်ချတယ်စုပြင်ကတော့အာနာရှိတဲ့သူပဲဒီလိုလုပ်နိုင်တဲ့အကြောင်းတတိပေးလိုက်ပါတယ်